ကဲသွားကြစို့ယုံမိသားစုကတို့ကိုစောင့်နေကြပြီဟုတ်တယ်ဒီနေ့သူတို့ရဲ့ကလေးတစ်လေးကိုသွားကြည့်ချင်တာဥတွေကရထားလုံးထဲမှာဘေးကင်းပုံပဲတော့ဟုတ်တယ်မလားဟုတ်ပါတယ်ကျမတေးသေးချာချာလေးကင်ထားတာပါရောက်ပါပြီဥတွေပြင်ပါပဲထားခဲ့လိုက်မယ်ကောင်းပြီအထဲဝင်ပြီးနှုတ်ဆက်ကြစို့တငယ်ချင်းတို့ကြိုးဆိုပါတယ်ကြွကြပါဦးကျေးဇူးပါပဲရှင်တို့ရဲ့ကလေးတစ်လေးကိုလာကြည့်တာပါငါအရန်ပြင်မနေပြီငါရဲ့ဦးလေးကိုဆက်ပြီးမဆောင်ရှောက်နိုင်တော့ဘူးနောက်ဦးလေးမှာအိမ်မရှိတော့ဘူးဒီမိသားစုကပဲသူ့ကိုချစ်ပေးနိုင်လိမ့်မယ်တသမမာကြီးပြင်းပါကလေးလေးရဲ့တောင်းပန်ပါတယ်ဒါပေမဲ့ဒါကနင့်အတွက်အကောင်းဆုံးပါပဲရင်ထဲမှာအရန်နာကျင်ရပါတယ်နောက်ဦးလေးဘာဆက်ဖြစ်မလဲအထဲကြပါဦးကြိုးဆိုပါတယ်ရှင်တို့အိမ်လေးကတကယ်ကိုလှတာပဲအိုးချစ်စရာလေးကျေးဇူးပြုပြီးစိတ်အေးလက်အေးနေကြပါဦးဒါကေကကျွန်တော်တို့ရဲ့ကလေးလေးပါအိုးတေးသေးလေးနဲ့တိတ်ချစ်ဖို့ကောင်းတာပဲကျွေးမွေးတဲ့အတွက်ကျေးဇူးပါပဲရှင်တို့လာတာတိတ်ဝမ်းသာဖို့ကောင်းပါတယ်ရှင်တို့ကလေးလေးကပျော်ရွှင်မှုတွေအများကြီးပေးတာပဲဟုတ်ပါတယ်သူကကျွန်တော်တို့ရဲ့ကောင်းချီးလေးပေါ့ဒီနေ့အတွက်ကျေးဇူးပါပဲတိတ်ပျော်ဖို့ကောင်းပါတယ်တို့ဦးလေးတွေကိုယူပြီးအိမ်ပြန်ကြစို့တို့ဦးတွေကိုအိမ်ပြန်ယူသွားကြရအောင်ဟုတ်ပြီပြန်ချိန်တန်ပြီဦးတွေကဘေးကင်းပုံပဲကောင်းပြီးသွားကြစို့လမ်းလျှောက်လို့ကောင်းတဲ့နေလေးပဲဟုတ်တယ်ရွာလေးကလည်းတိတ်ဆိတ်အေးချမ်းနေတာပဲအိမ်ပြန်ရောက်ပါပြီဦးလေးတွေကိုအထက်ယူသွားကြရအောင်အိုးမကြခင်အကောင်လေးတွေပေါက်လာမှာပဲနော်ဟုတ်ပါရဲ့မစောင့်နိုင်တော့ဘူးကြည့်ဦးလေးလုံနေတယ်ဟုတ်တယ်ပေါက်တော့မယ်စနေပြီမင်္ဂလာပါကလေးငယ်လေးသူကကြည့်လို့တိတ်လာတာပဲနောက်ထပ်ကလေးတယောက်ဦးတိတ်ချစ်စရာကောင်းတာပဲအခုစက်ပေါက်လေးနှစ်ကောင်ရှိသွားပြီဒါပေမဲ့ဒီဦးကကြည့်ရတာတစ်မျိုးပဲဟုတ်တယ်တစ်မျိုးကြီးပဲအိုးဒါကစက်ပေါက်လေးမဟုတ်ဘူးဒါကဘာကြီးလဲဒါကငါကေလည်းမဟုတ်ဘူးငါကလေးကျေးဇူးပြုပြီးစိတ်အေးအေးထားပါအောင်ရှင်ကတကယ်လို့ပဲဘာလို့အဲ့ဒီလိုလုပ်တာလဲကျမဘာမှအမှားမလုပ်ခဲ့ဘူးဘာလို့ကျမကိုအော်နေတာလဲကျမဘာမှနားမလဲတော့ဘူးမင်းတနေရာရာကနေဒီဦးကိုယူလာတာနေမှာပေါ့မဟုတ်ဘူးကျမမယူခဲ့ပါဘူးကျိန်ဆိုရဲပါတယ်အိုးချစ်စရာလေးသူကဘာလို့စိတ်ဆိုးနေတာလဲကျွန်တော်တခုခါအမှားလုပ်မိလို့လားငါဒီမှာဆက်မနေနိုင်တော့ဘူးမတော်ပါနဲ့အောင်ဒါကနားလည်မှုလွဲတာပါရထားလုံးတွေကဥတွေကိုကျမတေချာမမြင်ရလို့ဖြစ်မှာပါဘာလို့ဒီလိုတွေဖြစ်ရတာလဲမေမငိုပါနဲ့ကျွန်တော်တို့ကိုစိတ်နှောက်ယှက်ဖြစ်စေမိပြီမဟုတ်ပါဘူးမဟုတ်ဘူးနင်မလုပ်ခဲ့ပါဘူးဖေကျွန်တော်ဘာလို့တယောက်တည်းဖြစ်နေတာလဲအခုကျွန်တော်ဘယ်ကိုကြားရမလဲကျွန်တော်တယောက်တည်းနေဖို့လိုပါတယ်ဒါတွေကအရမ်းများလုံးနေဖေဒီမော်ရွှေ့လားကျွန်တော်ဖေကိုလာတွေ့တာဒါလေးကိုဖေအတွက်ယူလာခဲ့တယ်လေ